everyone အားလုံးပဲမင်္ဂလာပါနိုတယ်လီသမကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တကယ်ကိုအရေးပါပြီးကိုဘဝအတွက် turning point ဖြစ်စေမယ့်အကြောင်းအရာတစ်ခုကိုပြပြပေးသွားမယ်အခုဆိုရင်တငယ်ချင်းတို့အားလုံးက2025ခုနှစ်ကိုလက်ပြနှုတ်ဆက်ပြီး2026ကိုကြိုဆိုကြရတော့မှာပါဒီလိုမျိုးနှစ်တစ်နှစ်ကုန်ဆုံးတဲ့အချိန်မှာကိုယ့်ရဲ့ဘဝကိုပုံဖော်ဖို့အတွက်ကိုမဖြစ်မနေမေးတဲ့မိခွန်း၃ခုရှိတယ်ကဲဒီမိခွန်း၃ခုကဘာတွေဖြစ်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်နော်ပထမဆုံးမိခွန်းကတော့ဘယ်အရာတွေကိုဆက်လက်လှုပ်ဆောင်မလဲ2025တစ်နှစ်တာလုံးမှာကိုယ့်အတွက်တကယ်အောင်မြင်မှုရစေတဲ့အရာတွေပျော်ရွှင်စေတာတွေဒါမှမဟုတ်ကောင်းတဲ့အလေးချက်နဲ့အတွေးခေါ်တွေရှိခဲ့တယ်မလားအဲ့ဒီကောင်းမွန်တဲ့အလေးချက်တွေကိုစရင်လုပ်ကြည့်ပါပြီးရင် upgrade version အနေနဲ့2026မှာပို့ပြီးလှုပ်ဆောင်သွားရပါမယ်။ဥပမာအနေနဲ့ပြောရရင်ပြီးခဲ့တဲ့နှစ်မှာကိုကစာအုပ်တွေကိုပုံမှန်ဖတ်တဲ့အလေးချင်းရှိခဲ့တယ်ဆိုတော့ဒါဆိုရင်2026မှာဒီလေးချင်းကိုဆက်ပြီးထိမ့်သိမ်းရုံနဲ့မကပဲနဲ့တစ်လကိုစာအုပ်တစ်အုပ်ဖတ်နေရကနေနှစ်အုပ်ဖတ်မယ်လို့အဆင့်မြင့်တင်လိုက်တာမျိုးပါ။ဒါမှမဟုတ်ငွေကိုစုနေရကနေထပ်ပြီးရင်းနှီးမြှုပ်နှံမှုစတင်ပြောင်းလဲလိုက်တာကိုဆိုလိုတာပါ။ဒုတိယမေကွန်းကတော့ဘယ်အရာတွေကိုရက်တန်ပြင်မလဲဒီမေကွန်းကကိုယ့်ရဲ့အချိန်တွေစိတ်ခံစားမှုတွေကိုအလဟတ်သက်ဖြစ်စေခဲ့တဲ့အလေးကျင့်စိုးတွေအတွေးခေါ်တွေကဘာတွေလဲဆိုတာကိုပြန်လည်ဆန်းစစ်ဖို့ဖြစ်ပါတယ်တခါတလေမှာကိုကအလုပ်တွေအများကြီးလုံးနေရတယ်လို့ထင်ရပေမဲ့တကယ်တော့တန်ဖိုးမရှိတဲ့အလုပ်တွေဖြစ်နေတတ်တယ်။ဥပမာအဓိပ္ပာယ်မရှိပဲလူမှုကွန်ရက်ကိုနိုင်ပေါင်းများစွာကြည့်နေတာမျိုးပေါ့။ဒါမှမဟုတ်ကိုအမြဲအပြစ်တင်နေတဲ့အတွေးခေါ်မျိုးလား။အဲ့လိုကိုအတွက်အကျိုးမရှိနိုင်တဲ့အရာတွေကိုအပီးပိုင်လွှတ်ချပြီးရပ်တန့်ရပါမယ်။အဲ့လိုရပ်တန့်လိုက်ခြင်းဟာလာမယ့်နှစ်မှာတကယ်အရေးပါတဲ့အရာတွေကိုပို့ပြီးအချိန်ပေးလာနိုင်ပြီးတော့ကိုယ့်အတွက်အကျိုးရှိတဲ့ရည်မှန်းချက်တွေကိုလည်းကောင်းထည့်ဖော်လာနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးမေးခွန်းကတော့ဘယ်အရာတွေကိုအသစ်စတင်မလဲ။ဒီမေးခွန်းကကိုယ့်ရဲ့ရည်မှန်းချက်တွေကိုကောင်းထည့်ဖော်ဖို့အတွက်2026မှာမဖြစ်မနေစတင်ရမယ့်အရာပါ။ပြီးခဲ့တဲ့နှစ်မှာကိုလှုပ်ချင်ခဲ့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်မလှုပ်ဖြစ်ခဲ့တာတွေဒါမှမဟုတ်လိုအပ်တဲ့ကျွမ်းကျင်မှုအသစ်တွေကဘာတွေလဲဆိုတာကိုစဉ်းစားကြည့်ပါဥပမာအနေနဲ့ငွေကြေးစိတ်မှန်ခံခွဲမှုနဲ့ပတ်သက်တဲ့စာအုပ်ကောင်းတွေကိုဖတ်ရှုပြီးလက်တွေ့လိုက်နာတာမျိုးဒါမှမဟုတ်အလုပ်ခွင်နဲ့သက်ဆိုင်တဲ့ digital ကျွမ်းကျင်မှုအသစ်တစ်ခုကိုသင်တန်းတက်ပြီးလေ့လာတာမျိုးပေါ့ဒီမေကွန်းကလာမယ့်နှစ်တွေမှာကိုယ့်ရဲ့ရလဒ်တွေကိုပုံဖော်မဲ့အပြုတ်သဘောဆောင်တဲ့ခြေလှမ်းတွေကိုစတင်နိုင်မှာဖြစ်ပါတယ်။ကဲဒီတော့ကိုယ့်ရဲ့2025ကိုပြန်သုံးသပ်ပြီးတော့အခုပြောသွားတဲ့မေကွန်း၃ခုကိုအချိန်ခဏလောက်ပေးပြီးတော့ကိုပြန်ပြီးမေးကြည့်လိုက်ပါ။ဒီလိုတန်မိုးရှိအောင်တုံးချရင်းနဲ့လာမယ့်2026ခုနှစ်မှာဘဝရဲ့အကောင်းဆုံးရလဒ်တွေကိုပုံဖော်နိုင်မဲ့နှစ်တစ်နှစ်ဖြစ်ဖန်တီးလိုက်ကြရအောင်နော်။ဒီ tip လေးကတင်းတွက်အကျိုးရှိမယ်ဆိုရင် page ကို subscribe လုပ်ပြီးတော့ follow ထားဖို့လည်းမေ့ပါနဲ့နော်အားလုံးပဲ bye bye နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်